စကြဝဠာအနန္တသတ္တဝါတွေဘေးရခတ်သိမ်းကင်းခြင်းကြစေဖို့ဆင်းရဲခတ်သိမ်းကင်းခြင်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့မေတ္တာတတ်စေပို့လော့ကြရအောင်ကဲတရားနာပရိသတ်ကြီးအပေါင်းတော်ကောင်းတို့ရိုးရိုးသေးသေးလေးလေးစားစားလက်အုပ်ချီမိုးရှိခိုးကြော့ကြရအောင်ကောင်းတာတွေစားကောင်းတာတွေဝေါ်ကောင်းတာတွေကြောင့်မင်းလူပေါင်းမနေတော့ငါတို့ကပြင်ပေးလို့မရမင်းနေဘုံလူတွေတင်တဲ့မင်းနေရောရင်ကြီးဘုကဆိုပြီးရင်စောဖို့မြင်နေတာပဲမင်းတယောက်တည်းလွယ်တွေကိုပြောမင်းတယောက်တည်းလွယ်မင်းတယောက်တည်းပဲလူတွေဝိုင်းဆွဲလမ်းမနေခဲ့ကဲဘယ်လိုလုပ်မလဲရင်ပတ်တွေကတက်နေကြစမ်းနောက်ဆုံးတော့ရက်သေးတာကွဲပြစ်ပြတာတွေများနေခြင်းစကားတွေမရှင်းမင်းတကယ်အလုံးမရှိလို့အားနေရင်ကြောင်းကိုလားဘုရားရှိမှသူတောင်းလို့ကျေစိုးပါဘယ်တော့မှမချုပ်တော့မဲ့အကြောင်းအရင်လိုလူတွေကြီးမဟုတ်တော့တဲ့အကြောင်းငါပြောစရာမရှိငါပြောရဆက်ငါကြောင့်မှသိတော့မဲ့စောရကတဲ့နောက်တကားဆိုသေးပြီးသားမှန်ချက်ဖလို့ဝမ်းနေပါတယ်မင်းပါမလာမဲရှင်းနေတော့ကျန်တာအလုံးရဲ့လေကဲမင်းပြောတဲ့ကိုကဲတဲ့ကိုတဲ့မျက်လုံးပဲအရင်မကူတတ်တဲ့ဘဲလိုပဲရုပ်တရက်ဆုံးကျွဲမလို့လို့နဲ့ဟန်ဆောင်ပြီးပြုံးလို့တဲ့ဘဲလိုပဲကာစီတမနဲ့လို့ကျွဲငပိရေကျိုးရဲ့ရွရွနဲ့တို့ပြီးတော့ဆွဲဆိုတော့ဆွဲမယ်မင်းကိုတော့မရဲသလိုပဲတော်ပြီးစားနေပဲစားမယ်ဆိုတဲ့ဇွဲတွေကိုလည်းဖြုံးလို့မရလို့ဇွဲပေါ်နေတဲ့ပတဲ့နဲ့ချေအားကုန်းလေးရလေဝဲလိုပဲမင်းကြောင့်ထုတ်ကြတဲ့တွေဒုတ်တွေဓာတွေဆွဲလို့ဆွဲကွဲလို့ကွဲပြဲလို့ပြဲတွဲမလို့လို့နဲ့တွဲမလို့လို့နဲ့ကျိုးရှိရှိလန်တာကစောဆွဲလို့ဆွဲသိကြရတဲ့တဲ့ကိုလည်းတနေ့တယောက်တည်းလဲလို့တွဲဝတ်ဆိုတာနဲ့မင်းဘဝနဲ့လဲကြိုခဲ့ကဲကြောရင်ဘိုက်ကလေးတောင်မှပိုးဖောင်းခဲ့တယ်လို့ပဲမျက်နာပေါ်နူလာစင်စိတ်ဓာတ်ကတော့မဲညို့ဆက်အစတန်းတွေခွဲလို့ကွဲဆက်ဆံရေးတွေကျဲလို့ကျဲပြီးမှလဲတဲ့ချဖို့ငါကိုမေးတဲ့ကဲဘယ်လိုလဲဘယ်လိုမှမလဲဘူးအဲ့လိုပဲAh,